Infinite Recap ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီ superhero ဖွဲ့ကိုလူအများစုမသိကြပါဘူးဒါပေမဲ့ action အပိုင်းတွေကလုံးဝအမိုက်စားပဲစစ်တပ်သုံးစက်ရုပ်အသစ်တွေကိုစမ်းသပ်ပြသနေတော့မှာပဲထိန်းချုပ်ခန်းကစစ်တီတွေဟာစက်ရုပ်တွေပုံမှန်မဟုတ်တော့တာကိုသတိပြုမိလိုက်ကြပါတယ်စက္ကန့်ပိုင်းအတွင်းမှာပဲအဲ့ဒီစက်ရုပ်တွေကအနီးနားကကားတွေကိုဖောက်ခွဲပစ်ပြီးထိန်းချုပ်ခန်းတွေကလူအလုံးကိုတက်ဖြတ်ပစ်လိုက်ပါတော့တယ်အဲ့ဒီနောက်သူကတော့လို့ခေါ်တဲ့လူတစ်ယောက်ပေါ်လာပြီးစက်ရုပ်တွေကိုသူ့နောက်လိုက်ဖို့ထိန်းချုပ်ပေါင်းနေသွားခဲ့ပါတယ်။နောက်ရက်မှာတော့ဗိုလ်ချုပ်ဒေါ်ကော့ဖာကစစ်ဖက်ဆိုင်ရာအရာရှိတွေနဲ့ရေးပေါ်အစည်းအဝေးတစ်ခုခေါ်ယူခဲ့ပါတယ်။သူကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကလူသားတွေနဲ့ပြည်စံတွေရဲ့နောက်ကိုပြောင်းလဲပြီးစွာရှင်တွေအန်တီးခဲ့တဲ့ Great လို့ခေါ်တဲ့ Blue Web project အကြောင်းဖွင့်ဟလာပါပဲ။သူကတော့အဲ့ဒီ project ကတိတ်ပံပညာရှင်တစ်ယောက်ဖြစ်ပြီးသူ့ရဲ့စမ်းသပ်မှုတွေကြာရှုံးခဲ့ပြီးတခြား professor တစ်ယောက်ရဲ့အောင်မြင်မှုကိုကိုးယူကာလူသားတွေနဲ့တရားမဝင်ပြုတ်ဝက်စံတမ်းတွေဆက်လုပ်ခဲ့ပါတယ်စစ်တပ်ကသူ့ကိုဖမ်းမှုလာရောက်ချိန်မှာဒီရာတော့ကတတိုးတန်းကြီးအောက်တက်ပြီးခဲ့ပြီးနဲ့မသေးပဲတက်ဆင်ကျင်းခဲ့ပါတယ်ဒါပေမဲ့ဓာတ်ပစ္စည်းတွေကြောင့်ဒီခန္ဓာတို့ဟာရဲ့စစ်တပ်အားထုတ်လုပ်နိုင်ပြီးစက်ပစ္စည်းတွေကိုထိန်းချုပ်နိုင်တဲ့ဆိုင်ဘောတယောက်ဖြစ်ပြောင်းလဲသွားခဲ့တာပါဗိုလ်ချုပ်ဒေါ်ကော့ကလူရာတော့ကိုတားဆီးဖို့အတွက်အရင်ကစမ်းသပ်မှုခံခဲ့ရတဲ့တားကောင်တွေကိုရှာဖွေပြီးတိုင်းပြည်အတွက်ကူညီဖို့စီယုံရမယ်လို့ပြောကြားခဲ့ပါတယ်။အဲ့ဒီနောက်သူကပုံပြီးပြည်နောက်ကိုတစ်ဖက်အဖွဲ့ရဲ့ကြီးကျယ်ဖြစ်ထပ်အပ်ပြီးအဲ့ဒီစွာရှင်တွေလိုက်ရှာဖို့တာဝန်ကြီးခဲ့တာအဲ့ဒီအဖွဲ့ကို board ကိုညီပေးခဲ့ပါတယ်။ပြည်နာဟာပထမဆုံးစွာရှင်လဲရုပ်ကိုတရားကြောင်းတစ်ခုမှာရှာဖွေတွေ့ရှိခဲ့ပါတယ်။လဲရဟာကြောက်တုံးလူတွေစိတ်နဲ့ထိန်းချုပ်နိုင်တဲ့စွာရှိသူမှာဒီကအစမှာရင်းဆန်ခဲ့ပြီးမှဒီလာတော့ရှိနေသေးတယ်ဆိုတာသိလိုက်ရတဲ့အခါလက်စားချေစီဖွင့်လို့ရပါတယ်။အဲ့ဒီနောက်နားမြောင်မလန်းရဲ့ဒီလူမြန်တဲ့အရှိန်လုံးရှိတဲ့ခံဝုန်းဖြစ်တောင်းနေနိုင်တဲ့ access နဲ့ဒီထဲမှာပြပြောင်းနိုင်ပြီးခန္ဓာကိုယ်ပြင်ချိန်ထိထုတ်နိုင်တာပုံကြီးရောခြင်းရှိတဲ့ဒုသမီးစီနီယာတို့ကိုတယောက်ပြီးတယောက်ရှာဖွေစုဆောင်းနိုင်တဲ့ဖွဲ့ဆုံသွားတဲ့အချိန်မှာဘောတယ်ဖွဲ့ဟာဒီလာတော့ရှိတာအမိုက်ပုံဟောင်းတစ်ခုကိုတွားရောက်တိုက်ခိုက်ခဲ့ပြီးနဲ့ဒီလာတော့ကသူတို့ရဲ့အားနည်းချက်တွေကိုကောင်းကောင်းသိနေတဲ့အတွက်အားလုံးကိုလွယ်တကူပဲဖန်ဆီးပြီးလောင်ပေးလိုက်ပါတယ်လဲဒဏ်ရာပြီးထိုင်ရသွားခဲ့ပါတယ်ဒီလာတော့ကမော်စကိုမြို့လေကအာကာသတာဝါတိုင်ကြီးစီးရင်ပြီးကမ္ဘာဆက်သွယ်ရေးဂျူဒီတွေကိုထိန်းချုပ်ဖို့ကျူးပန်းပါတော့လေစစ်တပ်ကသူ့ကိုမတားဆီးနိုင်တာကြောင့်ပြည်သူတွေကိုမြို့ကနေဘေးလွတ်ရာရှေ့ပြောင်းခံခဲ့ရပါတယ်တစ်ခါမှာတော့ပြည်လီနာဟာဒီလာတော့ရဲ့လက်ထဲကနေaccess ခန်းနဲ့စီနီယာတို့ကိုကဲထုတ်နိုင်တဲ့ပြီးလဲပြန်လည်တက်တာလာခဲ့ပါတယ်ပြည်လီနာကသူတို့ကိုစွာအထိထုတ်ရလို့ဒီစင်းနဲ့ဝတ်စုံအသစ်တွေနဲ့လက်နက်တွေထောက်ပံ့ပေးခဲ့ပြီးပြင်းထန်လေးချင်စီးချခဲ့ပါတယ်နောက်ဆုံးတိုက်ပွဲမှာ Guardians အဖွဲ့ဟာ Moscow တာဝါတိုင်းစီတွားရောက်ပြီးဒီယာတော့ရဲ့စစ်တပ်ကိုကျွတ်စတင်တိုက်ခိုက်ပါတော့တယ်စီယာကဒီမရဲ့စွာကိုတုံးပြီးဒီယာတော့ရဲ့တာပွေစွမ်းရည်စက်ပင်းကိုဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်သူတို့ဟာတာဝါတိုင်းထက်မှာဒီယာတော့ရဲ့ထိတိုက်ပြီးအပြင်းထန်တိုက်ခိုက်ခဲ့ကြပြီးနဲ့ဒီယာတော့ရဲ့စွမ်းအားကအစမတန်ကြီးမားလို့နာကြောင့် Guardians အဖွဲ့ရင်းနေပြီးရဲကိုပြုတ်ကျသွားခဲ့ပါတယ်စစ်တပ်ကဒုံးကျည်တွေနဲ့တန်းပစ်ခဲ့ပြီးမဲ့လည်းလူလာတော့ကစွမ်းအင်နဲ့ဆွဲပေါက်ပစ်ခဲ့တာအဲ့ဒီအချိန်မှာပြည်လီနာရောက်လာပြီး Professor ဗီတာပြောခဲ့တဲ့ပြုတ်ဝက်ချက်တွေပြောပြခဲ့ပါတယ်အဲ့ဒါကတော့ body တစ်ဖွဲ့ဝင်မှုအားလုံးတယောက်နဲ့တယောက်လက်ချင်းချိတ်ဆက်နေရင်အလုံးကြီးခံတဲ့စွမ်းအင်တိုင်းတစ်ခုထွက်ဖို့လာလိမ့်မယ်ပြောပါမယ်ဒါပေမဲ့တက်အနေရရှိနိုင်ပါလေရေးပြကြီးဖြစ်စည်းလုံးနဲ့ဆဲစင်းမှာ body ၄ယောက်ဟာအသက်အန္တရာယ်ကြီးမငဲ့ဖွက်ပဲတယောက်ကိုတယောက်လက်ချင်းတွဲလိုက်ကြပါတယ်အဲ့ဒီနောက်မှာတော့ကဘာကြီးကိုတုံခါသွားစီတော့တဲ့ဒီယာမစွမ်းအင်တိုင်းကြီးထွက်ပေါ်လာပြီးဒီယာတော့ပြက်တာဝါတိုင်းနဲ့ဆက်ရုပ်စစ်တပ်ကြီးတစ်လုံးကိုပုံပုံနဲ့ချိန်ရင်းပြလိုက်တာပဲလို့ဒီယာတော့ပြက်တာဝါတိုင်းပေါ်ကနေကြည့်ကြပြီးပြေဆုံးသွားခဲ့ပါတယ်နောက်ရက်မှာတော့မော်စကိုမြို့ကြီးပြန်လဲလင်းကျန်းသွားခဲ့ပါတယ်စီနီယာဟာအရင်ကမှတ်ဉာဏ်တွေဆုံးရှုံးခဲ့ပြီးနဲ့အခုတော့အာဆက်စာဒီမရဲ့စီးဆက်ထားတဲ့ဖြစ်ခဲ့တဲ့ပြန်နှမိသွားခဲ့တာ body ဖွဲ့ဝင်မှာသူတို့ရဲ့တာမန်ဘဝတွေစီပြန်သွားပြီးပြင်ဆင်နေချိန်မှာဒီနာကသူတို့ကိုစားစီပြီးတပောက်မှာအနေရရှိနေပြီးကြောင်းနဲ့ဖက်ဖက်ရဲ့အဖွဲ့အစည်းနဲ့နောက်ထပ်စွာရှင် Guardian တယောက်ကိုဖန်ပန်ရှာဖွေတွေ့ရှိထားကြောင်းပြုံးလျက်ပြောကြားရင်းဇလန်ပြီးဆုံးသွားခဲ့ပါတယ်